ကျွန်တော်ကို comment တစ်ခုအောက်မှာပေါ့နော်ဖြေမေးထားတဲ့မေးခွန်းလေးတစ်ခုပေါ့နော်ကျွန်တော်ဂျပန်ကိုဘယ်လိုရောက်လာလဲဆိုပြီးတော့မေးထားတယ်ဆိုတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဖြေပေးမယ်အရင်ဆုံးကျွန်တော်ကဘယ်မှာကျွန်တော်ရဲ့ education background အရင်ပြပြရမယ်ပေါ့နော်ကျွန်တော်ကလက်ရှိမှာဂျပန်စာ N1 level ပြီးထားပြီးတော့အင်္ဂလိပ်စာပေါ့နော်ပြောမယ်ဆိုရင်ဒီ TOEIC ဆိုစာမွေးရှိတယ်ဂျပန်မှာအင်္ဂလိပ်စာစာမွေးမှာအမှ920နဲ့ကျွန်တော်အမှရထားတာပေါ့နော်ဆိုတော့ကျွန်တော်ကအင်္ဂလိပ်စာကိုလည်း native level ကောင်းမှပြောနိုင်တယ်လို့ဂျပန်စာကိုလည်း native level ကောင်းမှပြောနိုင်တယ်မြန်မာစာကတော့ native အကျဆုံးပေါ့နော်နောက်ကျွန်တော်ကဒီစီးပွားရေးနဲ့ဘွဲ့ရထားတာပေါ့နော်အဲ့တော့စီးပွားရေးကိုကျွန်တော်ကနေနိုင်ငံခြားကဒီတက္ကသိုလ်တစ်ခုကနေပြီးတော့စီးပွားရေး master တန်းပြီးထားတာပေါ့နော်ဆိုတော့ကျွန်တော်ကMBA ပြီးထားတယ်လို့သဘောပေါ့နော် MBA ပြီးထားတယ်နောက်တစ်ခုအင်္ဂလိပ်စာ level လည်းရှိတယ်နောက်ဂျပန်စာလည်းပြောတတ်တယ်ဆိုရင်ဒီနိုင်ငံမှာတော်တော်လေးကိုကောင်းတဲ့အလုပ်တွေအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့လက်ရှိမှာကျွန်တော်ကဒီဂျပန်ရဲ့ global company တစ်ခုဖြစ်တယ်ပေါ့နော်ဒီ company နာမည်တော့မပြောတော့ဘူးပေါ့နော်အဲ့ဒီ company မှာကျွန်တော်ကဒီ public relation manager အနေနဲ့အလုပ်လုပ်နေတယ်ဒီမှာကျွန်တော်လုပ်ရတဲ့အလုပ်တွေကဘာလဲဆိုတော့ကျွန်တော်ကအများဆုံးပေါ့နော်ကျွန်တော် company ထဲမှာအင်္ဂလိပ်စကားကိုပဲသုံးရတယ်အဲ့ဒီမှာကျွန်တော်ဒီနိုင်ငံခြားပေါ့နော်ဒီတို့ရဲ့ကြော်ညာကိစ္စတွေတို့ရဲ့ဒီ marketing မြင့်တင်တဲ့ကိစ္စတွေကိုကျွန်တော်ကနေပြီးတော့ဒီအင်္ဂလိပ်လိုပေါ့နော်တခြားဒီနိုင်ငံခြား company တွေနဲ့ချိတ်ဆက်ပြီးတော့လုပ်ရတဲ့ဘက်မှာကျွန်တော်လုပ်နေတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ company ကမှာကျွန်တော်လက်ရှိလုပ်နေတဲ့နေရာမှာ level လေးတော်တော်လေးမြင့်တယ်လို့ကျွန်တော်ရဲ့ပတ်ဝန်းကျင်လူလေးအကုန်လုံးကလည်းအတော်လေးကြီးပဲဂျပန်မှာလေကိုကတော့မလုပ်နိုင်တဲ့အလုပ်တွေကိုပို့ပြီးလုပ်နိုင်လေလာစားပို့ပြီးကောင်းနေလေပဲပေါ့နော်ဒါကြောင့်အင်္ဂလိပ်စာကိုအများလေးလာကြပါကျွန်တော်က agency နဲ့လာလည်းမဟုတ်သလိုဒီမှာကျွန်တော် company direct အနေနဲ့ပေါ့နော်အလုပ်လျှောက်ပြီးဒီကိုလောက်လာဖြစ်တယ်ပေါ့ဒါကြောင့်မလို့ဒီမှာလေသူတို့လိုချင်တဲ့ qualification တွေအကုန်ပြည့်စုံတဲ့လူဆိုရင်သူတို့ကနေပြီးတော့အလုပ်ခံတယ်ကျွန်တော်အလုပ်ကလည်းတော်တော်ခက်ခဲရဟာပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်လည်း interview ရဲ့အစစ်အစင်ဖြေပြီးတော့ဒီ company ကနေရွေးချယ်ခြင်းခံတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်လည်းလက်ရှိမှာတော်တော်လေးစူးစမ်းနေတယ်ပေါ့လေအဲ့ဒါပြပြဖြစ်ပါတယ် agency ဘာလက်လာလည်းမဟုတ်ပါဘူးဒီမှာတခြားဘာလုပ်နေရလဲဆိုတော့လည်းသိချင်တဲ့လူရှိရထင်လို့ပြပြပေးရဖြစ်ပါတယ်တဒါ